ကဲလို့ပြောတယ် အဲ့လိုပြောတယ်ကြီးတော့ကသမီးကို ကျောကိုဒီကောင်းတော့ပဲလို့ တောင်ဆုံးသွားရဲ့ အော် ဟို အဲ့ဒါပဲမှားတာလား ပြီးတော့ဗာမှလိုက်သေးတယ် အဲ့ဒါပဲမလိုက်တာကြီးရောက ဟုတ်လို့လား ဟုတ်တယ်လေ သမီးကလည်း အကောင်းသားပဲဝယ်ခဲ့ပေါ့လား ဟုတ်တယ် ပြီးတော့ကိုကိုအတွက်ကိုဗာမှလိုက်သေးတယ် အမပြောကြီးရောကဟိုဘာလဲနောက်ပြီးကြီးရောကပြောတယ်ကျောင်းကဒီအပေါ်စားတယ်မဝယ်နဲ့လို့ပြောတယ် အဲ့လိုပြောတယ်ဟာရက်ဆက်တယ်နော် အဖေကစားနေတယ် အပေါ်စားအဲ့ဆိုရင်အကောင်စားဘယ်လိုရှာရမှာလဲအကောင်စားဘယ်လို အဲ့ဒါတောင်သုံးရောက်လို့ရှိလို့ရှိရင်ဘဘတငယ်ချင်းဥအောင်သိလားဟောတုတ်ကြီးသိတယ်မလားမသိတော့ အော်တည့်အေးသူ့ကိုပြောလိုက် အော်ဖွေရဲ့ ဖွေးရဲ့ဖေဖေနော်ဖွေးရဲ့ဖေဖေရဲ့ဇုံဝတ်ထုတ်သိလားဇုံဝတ်ထုတ်ဟိုကငဖြိုးကသမီးလေးနဲ့မလို့ အေးကိုသိလားအေးလေဟိုကလေဆိုင်လေး shop လုပ်ထားတဲ့ဟာလေ အော်ဟုတ်တယ်မှတ်မိရ မှတ်မိလားဘဘတငယ်ချင်းလေ မှတ်မိရ ဖတီးပဲလေသူလည်းဖတီးပဲလေမှတ်မိလား သူကမမှတ်မိဒါပေမဲ့နည်းနည်းလေးပဲမှတ်မိရ shop လုပ်ထားတာလေသူတို့ဆိုင်ရှိတယ်လေ ဟုတ်တယ်လေတည့်ရလေ သူ့ကိုပြောလိုက်နော်သမီးကိုလို့နော်သမီးကြီးအားလို့ကြီးတော်အားလို့ကြောကောဒီအကောင်းစားမှာလိုက်တယ်လို့အဲ့ဒါဝယ်ပေးပါလို့ကြောကောဒီအကောင်းစားလို့နော် သူတို့နေရော သူတို့မလိမ္မာဘူးသမီးဘဘတငယ်ချင်းတွေကမလဲဘူး နေလို့ရပေါ့သူတို့က သမီးကိုဘယ်လိုပြောလဲလိမ့်တယ်လို့ပြော တောင်ဆုံးကဘယ်မှာလဲ ဟမ် တောင်ဆုံးက တောင်ဆုံးက your grandmother native town mistake yes most state အမကြီးရဲ့ဇာတိ ဟုတ်ဆက်တီးရောပါ ဇာတိဆိုတာမွေးရမြေကိုပြောတာလေ native native town ပေါ့ အော်အိမ်မှာမွေးရလား အမကြီးကအဲ့မှာမွေးတာ အမတည်းရဲ့ဟိုကဘယ်မှာလဲ အမရဲ့ cousin တွေကဟိုတယ်မနေ့ကတွေ့တယ်လေအန်ကုန်းအိမ်မှာတွေ့တယ်လေအများကြီးပဲလေစုံမန်းလေးလေအဲ့ဒါအမရဲ့ဟွာအမျိုးတွေပေါ့သိလားyour cousin is so many အဲ့လိုပြောအောင်ဟုတ် you have so many cousins ဟုတ်တယ် you have so ဟုတ်ပြီ you have so okay many okay cousins ပပနားမလဲဘူး ပ နော် ပ grandmother မရဲ့ ဟုတ်ပြီလေ ပပ grandmother မရဲ့ grandma တွေမားနေ oh my god ပပ grandma တွေမားနေပါလေ